အသေးကြီးကစားရမယ့် Man City နဲ့အကျိတ်နဲ့ဖြစ်နေုံမဲ့လန်ဒန်ဒါဘီဒီညမှာတော့ဒါပရီးမီးယားလိပွဲစဉ်39နဲ့နောက်ကျတဲ့ပွဲနှစ်ပွဲရှိတယ်ပြောရမယ်ဆိုတာပွဲချန်နှစ်ပွဲပေါ့နော်ဒီပွဲတွေကတော့ဒါဘုံမောင်းတဲ့ Man City ပွဲပြီးရင်လန်ဒန်ဒါဘီဖြစ်တဲ့ Chelsea နဲ့ Spurs ရဲ့ပွဲဒီနှစ်ပွဲထဲမှာမှဒါလက်ရှိဒါလူစိတ်ဝင်စားမှုပို့ပြီးတော့ရှိမဲ့ဒါ Man City ပွဲအကြောင်းလေးကိုကျွန်တော်အရင်ပြောပြချင်တယ်ဒီပွဲကတော့ဒါ Man City ကအာဆင်နယ်ကညားဗျာဒါဘန်လီကိုနိုင်သွားပြီဆိုတော့ဒါ Man City ကနောက်ကလိုက်နေရတာဆိုတော့သူ့အတွက်ဒါဒီပွဲက PR နဲ့ဝင်တဲ့ပွဲလို့ပြောလို့ရတယ်ဒီကြားထဲမှာသူတွားကစားမှာဘုံမောက်ဝင်ဆိုတော့ဒါသူ့အတွက်ပို့ပြီးတော့ဒါဖီအားဝင်စေတယ်ဒါလည်းကျွန်တော်အလကားပြောရတော့မဟုတ်ဘူးလက်ရှိ current form ရဆိုရင်ဘုံမောက်ကဗျာဒါပြည်တွင်းမှာအရန်ကောင်းနေတာလက်ရှိမှာဆိုလည်းဒါပရီးမီးယားလိမှာသူမရှုံးတာကဒါ15ပွဲဇက်တိုက်ရှိပြီ15ပွဲဇက်တိုက်ရှိရတဲ့ထဲမှာသူ့ဘောလီဗာပူးကလည်းလက်ရှိမှာ59မှတ်သူကလည်း55မှတ်ဆိုတော့ချန်ပီယံလိဝင်ဝင်ကိုပါဘုံမောက်အနေနဲ့ဒါအိမ်မက်မှတ်ဆိုရင်မက်လို့ရတဲ့အနေထားဘာလို့လဲဆိုရင်ဒီလီဗာပူးကလည်းလက်ရှိမှာကောင်းလိုက်မကောင်းလိုက်ဖြစ်နေတာဆိုတော့ဘုံမောက်ကဥပမာဒါမန်စီးတီးကိုနိုင်မယ်ဆိုရင်55မှတ်ကနေ58မှတ်ဖြစ်မယ်အဲ့ကြရင်ဒါလီဗာပူးကိုပို့ပြီးဖိအားပေးနိုင်မယ်ဒါမို့လို့ကျွန်တော်ရှေ့ကပြောသလိုပဲမန်စီးတီးကလည်းအမှတ်လိုနေတယ်ဒါပေမဲ့လည်းဘုံမောက်ကလည်းအိမ်မင်းကောင်းနေတာဆိုတော့ဒါစီးတီးအတွက်ကသိကြတယ်ဒီညကသူနိုင်ခဲ့ရင်တော့မှဒါတော်တော်လေးဖိအားနဲ့ကန်ရမယ်ညလို့ပြောလို့ရတယ်လက်ရှိဒါဘုံမောက်ရဲ့အခြေအနေကခုနကျွန်တော်ပြောခဲ့သလိုပဲ15ပွဲဇက်တိုင်းရှုံးပွဲမရှိဘူးအဲ့ကနေမှဒါနောက်ဆုံး6ပွဲကိုပဲကွက်ပြီးပြောရမယ်ဆိုရင်လည်းဒါ4ပွဲနိုင်2ပွဲတည်ရကြထားတယ်ဒါမို့လို့သူ့ရဲ့လက်ရှိကားတဲ့ဖောင်ကအရန်ကောင်းနေတယ်နောက်ဆုံးများဒါသူတို့ရှုံးခဲ့တာကဇန်နဝါရီ4ရက်တုန်းကပဲသူတို့နောက်ဆုံးဒါအာဆင်နယ်ကိုရှုံးခဲ့တာအဲ့ကနေမှသူတို့တော့ရှောက်ဒါခြေစွမ်းကောင်းလာတယ်ဂျာမာကိုတည်ရ5ပွဲဇက်တိုက်ကြာတာတွေပါရှိပေမဲ့လည်းလက်ရှိအခြေအနေမှာတော့ဒါချန်ပီယံလိဝင်ဝင်ကိုပါဒါမျှော်မှန်းလို့ရတဲ့အနေအထားတွေရောဖြစ်လာတယ်ဒါမှမဟုတ်ပြောရရင်ဒါဘုံမောက်ကပြည်တွင်းမှာတော်တော်လေးခြေစွာနေတဲ့အသင်းလို့တော့ပြောလို့ရတယ်အဲ့ကနေမှအခုလက်ရှိသူတို့မန်စီးတီးနဲ့ကန်မယ်တခုပဲအားရစရာမရှိတာကသူတို့မန်စီးတီးနဲ့အသင်းသမိုင်းတစ်လျှောက်မှာဒါ16ချိန်တွေ့ဦးတယ်16ချိန်တွေ့တဲ့အချိန်မှာသူတို့အနေနဲ့ဒါတစ်ချိန်ပဲနိုင်တာတယ်ကျန်တဲ့17ချိန်တော့ဒါသေတောင်ကြမထားဘူးမန်စီးတီးနဲ့တူရန်ရှုံးတာတယ်ဒါလေးတခုကတော့သူတို့အတွက်နည်းနည်းအားရောစရာတော့ရှိတယ်ဒါပေမဲ့လည်းတခုရှိတာကလက်ရှိမှာအသင်းရဲ့အနေထားရတာအကောင်ဆုံးအခြေအနေကိုတော့ရောက်နေပြီသူကဆိုတာဇန်နဝါရီတုန်းကဆန်မီနီယိုထွက်သွားတယ်ဆိုပေမဲ့လည်းသူ့နေရာမှာဒါအစားဝင်တဲ့ဒီဘရာဇီးသားရိုင်ယန်တို့ဘာလို့ပွဲတိုင်းလိုတောက်လျှောက်ကောင်းပြီးတော့ခြေစွမ်းပြနေတယ်ဒါမှမဟုတ်လည်းကျွန်တော်ခုနပြောသလိုဒါအသင်းရဲ့လက်ရှိခြေစွမ်းတော်တော်အကောင်းဆုံးဖြစ်နေတဲ့အချိန်မှာအစင်လာရမန်စီးတီးကိုမသားခဲ့ဘူးဆိုပေမဲ့လည်းဒီပွဲမှာရောဒီအစင်လာကိုချိုးဖျက်နိုင်မလားဆိုတော့ဒီညတော့ဒါစိတ်ဝင်စားဖို့တော့ကောင်းတယ်ပြီးတော့ဗျာဒါဘုံမောက်အနေနဲ့ချန်ပီယံလိဝင်ခွင့်သာရခဲ့မယ်ဆိုရင်အသင်းရဲ့ပုံရိပ်ကောပြီးတော့အကျိုးအမြတ်ရုပ်တံဝင်ငွေအဲ့လိုမျိုးတွေရတယ်အများကြီးပြောင်းလဲသွားမှာဆိုတော့ဒါသူတို့အနေနဲ့ဒီလိုမျိုးဒီမှာရတဲ့အခွင့်အရေးကိုဒါလက်လုံးမခံမဲ့စီးတီးကိုဒါအင်တာရတဲ့ရင်ဆိုင်လာဖို့တော့ရှိတယ်ဒါမှမဟုတ်ဒီညဒါဘုံမောက်ကစီးတီးကိုဘယ်လိုရင်ဆိုင်မလဲဆိုတော့လည်းကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်တစ်ဖက်ကစီးတီးကတော့လက်ရှိမှာဗျာအသင်းဒီဘယ်လိုပြောရမလဲအသင်းတစ်သင်းလုံးဒါကောင်းနေတယ်လို့ပြောရမှာပေါ့အခုနောက်ပိုင်းမှာနောက်တစ်ခုထပ်ပြီးချီးကျူးရရင်တော့ဒါစီးတီးကဒီမှာတော့လုံးဝဒါဆိုင်လက်ကေတာပဲဖလား၄လုံးယူမယ်လို့၅လုံးယူမယ်လို့သူအာမချောင်ထားဘူးလက်ရှိမှာပဲသူ့မှာသူပုံမှန်ကစားနေရင်းနဲ့လက်ရှိမှာ domestic ကနှလုံးရထားတယ်ပြီးတော့လက်ရှိမှာလည်းအရင်တော့ဒါတေးပွဲတွေများခဲ့ပေမဲ့လည်းနောက်လျှောက်အခုနောက်ပိုင်းမှာနောက်လျှောက်ပြန်ကောင်းလာတယ်ဂွာဒီယိုလာကိုယ်တိုင်လည်းဒါအသင်းကိုတေးသေးချာချာလေးဒါပြန်တီးဆောက်နိုင်တယ်လို့ပြောလို့ရတယ်ဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုရင်ဒါဇန်နဝါရီတော့သူတို့အနေနဲ့ဒါတော်တော်လေးကိုဒါအကျိုးရှိတဲ့အပြောင်းအရွှေ့တွေလုပ်ခဲ့လိုက်တယ်ဗျဥပမာဒါဂူဂျီကိုဒါပဲလစ်ကနေခေါ်လိုက်တာပြီးတော့ဆမ်မီနီယိုဘုံမောက်ကနေခေါ်လိုက်တာဒါတွေကဒါတော်တော်လေးကိုဒါတန်ဖိုးကြီးတဲ့အကျိုးသက်ရောက်တဲ့အပြောင်းအရွှေ့လို့ပြောလို့ရတယ်ဂူဂျီဆိုလည်းဗျာဒါအေဗာတန်နဲ့ပွဲမှာအမှားလေးတစ်ခုတော့သူလုပ်ခဲ့တယ်လုပ်ခဲ့တာလွဲကျန်တဲ့ပွဲတွေမှာဆိုဒါတော်တော်လေးတီးတီးငင်ငင်ကစားနိုင်တဲ့စင်တာဘန်မျိုးပဲဆမ်မီနီယိုဆိုလည်းအဲ့လိုပဲဥပမာစီးတီးတွေသူ10ပွဲလောက်ပွဲထွက်မယ်ဆိုရင်ဒါ10ပွဲလောက်ကတော့ခြေစွမ်းပြတဲ့ကစားသမားမျိုးဒါလည်းဒါဂွာဒီယိုလာရဲ့ management နဲ့တော်တော်လေးဆိုင်မယ်လို့ပြောလို့ရတယ်သူ management ကောင်းတယ်လို့စီးတီးကဘာဖလားယူမယ်ညာဖလားယူမယ်ပြောမနေပေမဲ့လက်ရှိမှာတော့ domestic ကနှလုံးရတာပြီဒါမို့လို့ဒီလက်ကျန်ဒီ premier တွေတလုံးနဲ့သူတို့လွယ်လက်လျှော့မဲ့သဘောတော့မရှိဘူးဒါမို့လို့ဂွာဒီယိုလာနေလည်းဒီပွဲမှာလူစင်းကိုဘယ်လိုပွဲထုတ်လာမလဲဆိုတော့ဒါကျွန်တော်တွေးမိရသလောက်ပြောရမယ်ဆိုရင်တော့ဒါ Crystal Palace နဲ့တော့သူနေရာတွေ6နေရာ9နေရာလောက်တော့အပြောင်းရွှေ့လုတ်ပြီးတော့မလာနိုင်ဘူးလို့ထင်တယ်ဘာလို့ဆိုတော့ဘုံမောက်ကိုသူအဲ့လောက်ကြီး shot မတော်ရဘူးဒါမှမဟုတ်ကျွန်တော်စိတ်ထင်ဒါဂွာဒီယိုလာဒီညမှာတော့ဒါသူစိတ်ကြိုက်ဒါပုံမှန်လဲ3နေကြကစားကွက်ဖြစ်တဲ့လင်းတစ်3နှစ်ကစားကွက်ကိုတော့ဒီကစားကွက်ကိုသုံးပြီးတော့ပွဲထွက်လာမယ်လို့ကျွန်တော်တို့ထင်တယ်ပြီးတော့ဒါဒီယာလဲ City မှာသူ့ရဲ့နောက်ဆုံးရာသီသူ့မှာဆိုပြရှေ့မှာဒါအောင်မြင်မှုတွေဘယ်လောက်ပဲယူခဲ့သူ့ရဲ့နောက်ဆုံးရာသီမှာတော့သူအာဆင်နယ်နဲ့အမှတ်တွေအရန်ကွာဟပြီးတော့ဒါအချက်တကွဲနဲ့တော့ဒါဒီယာစီကိုပိတ်သိမ်းသွားမယ်လို့တော့ကျွန်တော်တော့မထင်ဘူးဒါမှမဟုတ်လေဒါဒီဘုံမောက်ကွဲမှာသူ့အနေနဲ့viewer ကြတီးတီးချာလေးလာကစားမယ်လို့ကျွန်တော်တော့ထင်တယ်ဒါကတော့ဒါကျွန်တော်ရဲ့personal အမြင်ရတက်ပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်ဒီပွဲကိုဒါအချက်လက်တွေကြည့်ပြီးသုံးသပ်ရသလောက်ဒါဘုံမောက်ကလက်ရှိမှာအကောင်းဆုံးပုံစံတော့ရနေတယ်
ဒါပေမဲ့လည်း Man City နဲ့ဒါတိတိကျကျရှင်မယ်ဆိုရင်အစင်အရာလည်းနှိမ့်နေဒါသမားအင်အားအရာလည်းနှိမ့်နေဒါမို့လို့လည်း City ကဘယ်လိုပြောရမလဲဘုံမောက်ကိုလွယ်လွယ်ကူကူနိုင်ပါလားဆိုတော့လည်းမနိုင်ဘူးဒါမို့လို့ကျွန်တော်အနေနဲ့ဒါဘုံမောက်ကွင်းမှာ City ကတကူလောက်နဲ့နိုင်သွားမယ်လို့တော့ခံမှန်းထားတယ်ဒါဆိုအခုဒီညမှာဒါကစားမဲ့ဒါနောက်တစ်ပွဲဖြစ်တဲ့လန်ဒန်ဒါဘီပွဲအကြောင်းကိုပဲကျွန်တော်တို့ဆက်ပြီးတော့ပြောကြည့်လိုက်ကြတာပေါ့ဒီပွဲကတော့ဒါဒီနေ့တွဲဆုံတိုင်းလန်ဒန်ဒါဘီလို့ခေါ်နေကြမို့လို့တော့ခေါ်ရတယ်ဒီနေ့ကတော့ဒါဘီလို့တော့မခေါ်တိုင်ဘူးဗျာဘာလို့လဲဆိုတော့ဒါအရှင်ချယ်ဆီဘက်ကိုစကြည့်မယ်ဆိုရင်လည်းလက်ကျန်ပွဲတွေမှာဒါသင်္ချာနီးရတာဥရောပဝင်ခွင့်ကိုမျှော်ကိုပြီးတော့ကန်နေရတာအရင်အားရစအခြေအနေတော့တိတ်မရှိဘူးအဲ့လိုပဲဒါစပါးအသင်းကလည်းဒီပွဲမှာမဖြစ်မနေနိုင်မှတာတန်းစင်စုံနဲ့လုံးဝလွတ်မဲ့အနေထားအဲ့လိုမျိုးဖြစ်နေတော့ဒီနေ့တွဲဆုံတဲ့ဒီယာဒီရဲ့အခုလိုမျိုးအခြေအနေရတော့ဒါဘီလို့တော့မခေါ်နိုင်ဘူးနှစ်သိန်းသလုံးကဒါမျော့ပဲကျန်တော့တဲ့အချိန်မှာဗျာဒါရသလောက်အမှတ်ကိုယူရမယ့်အနေထားဖြစ်လာတယ်အဲ့ဒါအောင်မှဒါအင်ရှင်ချယ်ဆီဘက်အကြောင်းစပြောရမယ်ဆိုရင်တော့ခုနကျွန်တော်ပြောသလိုပဲဥရောပဝင်ခွင့်တော့ကအခြေအနေမကောင်းတော့ဘူးဂျာ FA ကပြိုင်ပွဲမှာဒါ Man City ကိုနိုင်မယ်ဆိုရင်တော့သူတို့ကဘာပဲပြော Europa League ဝင်ခွင့်ရတော့ရခဲ့အောင်ပါပဲဒါပေမဲ့သူတို့ Man City ကိုရှုံးခဲ့တယ်အဲ့တော့ဒီအမှတ်ပေးစရာမှာပဲအမှတ်ကိုရသလောက်ယူရမယ်ဆိုတဲ့အခြေအနေမျိုးတော့ဖြစ်လာတယ်ဒါမှမဟုတ်ဒါသူတို့အနေနဲ့ဒါစပါးကိုလည်းညှာနေလို့တော့မရဘူးဘာလို့ပြောရလဲဆိုရင်ဒါတကယ်လို့ဒါသူတို့ဒါစပါးကိုညှာပန်းခဲ့ရင်သူတို့ညှာရင်ဒါသူတို့ခံရမဲ့သဘောသူတို့ဒါတကယ်လို့ဒါရှုံးခဲ့တယ်ဆိုရင်ဥရောပဝင်ခွင့်မရဘူးပဲဆိုပါတော့ဥရောပဝင်ခွင့်မရဘူးဆိုရင်ဒါဘောလုံးခံနေသိတဲ့အတိုင်းပဲအတင်းတင်းကဒါဥရောပဝင်ခွင့်မရဘူးဆိုရင်ရုပ်တံဝင်ကြီးတွေမြင်နာမဲ့ကွင်းဝင်ကြီးတွေမြင်နာမဲ့ပြီးတော့အဖက်ဘက်ကမြင်နာမဲ့အတင်းပုံကြီးလည်းကြာမယ်ဒါဒီလိုချက်တွေရှိနေတော့သူတို့အနေနဲ့ဒါစပါးကိုညှာလို့မရဘူးတစ်ဖက်ကစပါးကိုကြည့်မယ်ဆိုရင်လည်းဒါတန်းစင်းစုံတွေကဗျာပြောမဲ့ဆိုရင်မနေ့ကလည်းသူ့အနေနဲ့အဆင့်16နဲ့ပဲယာတီသိမ်းခဲ့တယ်ဒီတင်လည်းလက်ရှိအခြေအနေမှာအဆင့်16ဖြစ်နေတယ်ဆိုတော့ဒီနေရာကိုသူတို့ကဒါနှစ်နှစ်စက်တိုင်မူပိုင်ယူထားသလိုတောင်ဖြစ်နေပြီအဲ့လိုဖြစ်နေတဲ့အခြေအနေမှာချယ်ဆီနဲ့ဒါဘီပွဲတွေ့ရဆိုတော့သူတို့အနေနဲ့လည်းနည်းနည်းလေးတော့ဒါအခက်အခဲရှိတဲ့အခြေအနေတော့ဖြစ်လာတယ်ပြောရမယ်ဆိုရင်ဒါစပါးကဒီနှစ်မှမဟုတ်ဘူးမိနစ်ကတွေရတာနည်းနည်းလေးယိုယွင်းနေပြီလို့ပြောလို့ရတယ်ယူရိုပါလီဖလားရသွားလို့ဒါသူ့ရဲ့ပျက်စီးနေတဲ့အကြောင်းဒါပေးသက်တွေကအရင်သတိမထားမိတာတကယ်လို့ယူရိုပါလီကမရခဲ့ဘူးဆိုရင်စပါးပျက်စီးနေတဲ့အခြေအနေကဒါမိနစ်ကတွေကပေါ်လွင်တယ်လို့ပြောလို့ရတယ်ဒီနှစ်ကတော့သူတို့ဘာဖလားမှလည်းမရှိတော့ဘူးဆိုတော့ဒါလုံးဝပေါ်လွင်သွားပြီလက်ရှိမှာအဆင့်ဆက်ခွန်ရောက်နေတယ်ဒီပွဲကိုနိုင်မှဖြစ်မယ်ဒီပွဲကိုဒါမနိုင်ခဲ့ဘူးဆိုရင်တစ်ဖက်ကဒါပြိုင်ဘက်ဝက်ဆန်နဲ့ဒါသူပဲတန်းစင်မလားကိုပဲတန်းစင်မလားဆိုပြီးဒါအသေးအတန်ရုံရမယ့်အခြေအနေကြီးအဲ့လိုမျိုးအခြေအနေကြီးကိုဒါပွဲတင်30ရှိတီရောက်သွားမယ့်အခြေအနေပြီးတော့ဖြစ်သွားမယ်ချယ်ဆီအကြောင်းကိုဒါပြန်ပြီးတော့စက်ကမယ်ဆိုရင်တော့ချယ်ဆီကလက်ရှိမှာပရီးမီးယားလိနိုင်ပွဲပြောင်းနေတာက9ပွဲဆက်တိုင်ရှိသွားပြီဗျာအသင်းကလည်းဒါကျွန်တော်ရှေ့ကပြောခဲ့သလိုအဖက်ဖက်ကယိုယွင်းလာတယ်အမြဲတမ်းခံထားတဲ့အမြဲတမ်းနီးပြသဘောမျိုးနဲ့ခံထားတဲ့ရိုစင်ညာကိုထုတ်ခဲ့တယ်ပြီးတော့ယာယီနီးပြမက်ဆွာလိနိုင်ပဲလောလောဆယ်ဆက်သွားနေတယ်အဲ့လိုအခြေအနေမှာကစားသမားတွေကိုယ်တိုင်ကလည်းခြေစွမ်းကမတည်မငြိမ်ဖြစ်နေတယ်အသင်းကိုယ်တိုင်လည်းအသင်းအတွင်းမှာပြဿနာတွေရလဲဒါဒီဇိုင်းအဲ့လိုမျိုးတွေရှိနေတဲ့အခြေအနေမှာပြောရရင်ဗျာဒီယာတီမှာတော့ဒါယာတီကုမ္ပဏီတွေချယ်ဆီကပို့ပြီးတော့အားရစရာမကောင်းလေဆိုတဲ့အခြေအနေမျိုးတော့ဖြစ်လာတယ်အားရစရာဆိုလို့ဒါယာတီတစ်မှာဇာဗီအလွန်ဆိုဒါနီးပြအနေနဲ့သူတို့ဒါခန့်ထားတယ်ဒီအခြေအနေလေးကတော့နည်းနည်းလေးအားရစရာအခြေအနေတော့ဖြစ်တယ်သူတို့တခုစိတ်ဖြစ်တရားရှိတာကအခုဒါသူတို့နဲ့ကစားရမယ်စပါးလည်းသူတို့လိုပဲအဖက်ဘက်ကနေပြီးတော့တဖေးဖေးပျက်စီးကြတဲ့အသင်းဖြစ်နေတယ်ဒီတခုတော့သူတို့နဲ့ဒါအားရစရာရှိတယ်ကျန်တဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော့ Chelsea တော့ကတော့ဂျာဒီကုံကနေလေးပို့ပြီးတော့ညံဖြစ်လာလေယိုယွင်းလာလေမို့လို့ဒါဒီယာဒီအားရတဲ့အခြေအနေတော့မရှိတော့ဘူးတစ်ဖက်ကစပါးကတော့ဒါဒီပွဲကနိုင်မဖြစ်မယ်ဆိုတဲ့အခြေအနေတော့ဖြစ်နေတယ်ကျွန်တော်ပါစင်တဲ့အမြင်ရဆိုရင်လည်းစပါးကဒါဒီယာဒီမှာတန်းစစ်စုံလွတ်သွားနိုင်တယ်လို့တော့ကျွန်တော်တို့မြင်တယ်ဒါလည်းသူ့အနေနဲ့အခုဝက်ဆန်နဲ့အကျိတ်နဲ့ပြိုင်နေရတယ်ဆိုပေမဲ့လည်းအမှတ်ကတော့လက်ရှိမှာလည်းတာနေတယ်ဒါပေမဲ့ကျွန်တော်အမြင်ရတော့ဒါအမှတ်တာနေလို့ဝက်ဆန်ထက်ဆိုင်သူကပို့ပြီးလွတ်နိုင်ရရှိရလို့ယူဆရတော့မဟုတ်ဘူးဘာလို့လဲဆိုရင်သူတို့ဒါဒီဇာဘီကိုနီးပြခန့်လိုက်တယ်ဗျာဒီဇာဘီကိုင်းတဲ့9ပွဲမှာဆိုရင်ဒါနှစ်ပွဲနိုင်နှစ်ပွဲသေးတစ်ပွဲရှုံးဆိုတဲ့ရလက်မျိုးတော့ဖြစ်သွားတယ်အရင်ဖောင်ကောင်းနေတာမျိုးမဟုတ်ပေမဲ့ဒီဇာဘီမတိုင်ခင်ရှေ့ကပွဲအခြေအနေမှာဆိုဓာတ်ထက်အောင်ရလက်ဆိုးခဲ့တာဆိုတော့ဒါဒီဇာဘီကိုင်းပြီးနောက်ပိုင်းမှာအဲ့လောက်ပြောင်းလဲသွားတာကဒါစပါးတော့တော်တော်လေးအသက်ရှူချောင်းတဲ့အခြေအနေမျိုးတော့ဖြစ်သွားနိုင်တယ်ဒါမို့လို့လည်းကျွန်တော်အနေနဲ့ဒါစပါးကဒီပွဲမှာတရေလောက်ရခဲ့ရင်တော့ဒါမစိုးဘူးဆိုပြီးတော့ယူဆထားတယ်ပြီးတော့ဒီဒါဘီပွဲကစားရမယ်နှစ်သင်းစလုံးဒါချယ်ဆီရောစပါးရောနှစ်သင်းစလုံးရဲ့အခြေအနေကိုဒါကြည့်ပြီးသုံးသပ်ရမယ်ဆိုရင်လေဒီပွဲမှာဆိုရင်ဒါစပါးကအမှတ်ပိုးလုံးနေတယ်အဲ့လိုပဲချယ်ဆီကလည်းစပါးလောက်အမှတ်မလုံးပေမဲ့သူလည်းဒါဥရောပဝင်ခွင့်တော့အမှတ်လိုနေတယ်ဒါပေမဲ့ဒီနှစ်သင်းကိုရှင်ကြည့်လိုက်ရင်တော့ဒါစပါးကပို့ပြီးတော့တိုက်စစ်စင်လာနိုင်ရည်ရရှိတယ်ဒါပေမဲ့လည်းတစ်ဖက်ကချယ်ဆီကလည်းအမှားခံမဲ့အခြေအနေတော့မဟုတ်ဘူးဒါမို့လို့ဒီပွဲမှာကျွန်တော်အနေနဲ့စပါးတိုက်စစ်စင်မဲ့ချယ်ဆီကအမှားမခံမဲ့စော့မယ်ဒီလိုမျိုးယူဆတာလို့ဒီပွဲကိုဒါဂိုးမရှိတဲ့တည်ကြမယ်လို့ပဲကျွန်တော်ကတော့ခံမှန်းထားတယ်ဒါဆော့ကာစပေးပေးတဲ့ကြီးအနေနဲ့လည်းရှေ့ကကျွန်တော်ခံမှန်းခဲ့တဲ့ Man City ကဒါဘုံမောက်ကွင်းမှာတကူနဲ့နိုင်မယ်ဆိုတော့ရလကဖြစ်နိုင်ရရှိလားပြီးတော့ဒီလန်ဒန်ဒါဘီကရောကျွန်တော်ခံမှန်းထားသလိုဒါဂိုးမရှိတည်ရလက်နဲ့ပြီးဆုံးနိုင်ရရှိလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပြသလို့ရပါတယ်ခုလိုမျိုးကျွန်တော်တို့ရဲ့ပွဲကြို30ချက်တွေကိုအမြဲကြည့်နေခြင်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့ The Soccer Space Channel ကိုလည်း like and subscribe လုပ်ထားဖို့မမေ့ကြနဲ့အောင်နော်နောက် season တွေမှာပြန်တွေ့ကြမယ်